ဟာဒီနေ့ဝင့်ကောင်းမလဲမသိချင်းလေးဖွင့်ပြီးရွေးနင်ပြန်လာမယ်လို့ကိုထင်နေတာပေါ့အဲ့ဘာလို့လဲဟမ်တော်တော်ရွာနေလားပြောရင်ဘယ်ကောင်မှလွမ်းပြီးဆိုနေရတယ်မမို့လေတဲဖွင့်တဲ့တချင်းလေးကောင်းတန်ဖိုးစီအောင်ကောင်းမဆိုနိုင်တဲ့ကောင်ဟမ်တချင်းတွေပါလိုက်ဆိုနေရလားမမို့လေတချင်းကောင်းမလေးချစ်စရာလေးနော်ဟာဟိုကောင်းမလေးကင်ရတဲ့တနက်လေးကချစ်စရာလေးလို့အဲ့ပြောတာကြက်တတိထား A few moments later အဲ့ဘာဖြစ်ဟိုတနက်ပြစ်လိုက်တော့လန့်အောင်ပါလို့လေအေးနော်ဒီဘဲကတော်ချောတာပဲနော်ဟမ်အဲ့ဘဲကိုချောတယ်ပြောအောင်ရှင်အဲ့ကောင်ကြိုက်နေရမလားမဟုတ်လေဒီတိုင်းချောလို့ချောရှင်ကျမကာဘာတွဲနေရမလားမှန်ပြောဟမ်မဟုတ်လေဒီတိုင်းလေးချောလို့ချောတယ်ပြောတာလေအဲ့ဒါဘာတန်လေးပဲတနတ်တန်ဟဲ့တနတ်တန်အဲ့နဲ့တနက်ပြစ်တာကောင်းမလေးလားကောင်းလေးမျက်လုံးပိတ်ထားတော့ဒါပုံစံမျိုးရဟဲ့နင်ဘာလုပ်နေလဲဒီမှာ game free fire game ဆော့နေတာအရင်နိုင်တယ်မခဏဟမ်ဘူယာနိုင်ဝါပြီနိုင်ဝါပြီဂိမ်းနဲ့ဘယ်ကောင်မနဲ့ဆော့နေတာဘယ်ကောင်မလေးနဲ့မဆော့ဘူးဒီမှာဒီ free fire game မှာလေဘယ် mobile phone မှာမဆော့လို့ရတယ်ပြီးတော့မြန်မာလူလည်းရတယ်ဟုတ်လားပြီးတော့ game pace အရင်မြန်တယ်တဲဆော့ကြည့်လိုက်မဆော့ကြပါဘူးဂိမ်းဆော့ကဝါသနာမပါဘူးဒီမှာဒီ character တွေလည်းအများကြီးပဲ skin တွေလည်းအများကြီးပဲကြိုက်မှာကိုသိတယ်ဟုတ်လားဒီမှာချစ်စရာလေးပြပါအောင်ဟဲ့စကင်လေးလှလိုက်တာဆော့ကြည့်အောင်ဒါမဲ့ကိုနဲ့တဲ့နှစ်ယောက်တည်းဆိုလို့ရှိရင်ပြင်းစရာကြီးအဲ့တော့တငယ်ချင်းတယောက်ခေါ်လိုက်မယ်ဟဲ့ A few moments later ဟိုက AK လေးပေးပါအောင်ပြီးတော့ AWN လေးလည်းလိုချင်တယ်လုပ်ပါအောင်ကိုဟိုကတောင်းနေပေးလိုက်လေပေးမှာဗောဒီမှာကြည့်လိုက်ဘယ်မှာလဲဒီမှာလေဟာနေရလေငါမတွေ့ဘူးဘယ်မှာပြဒီမှာအိတ်နာလားဒီနာငါဘယ်မတွေ့ဘူးဒီနားမှာဒီမှာအေးနင်ဘာလုပ်တာလဲတဲပေးလိုက်ဒီကိုငါပေးခိုင်းလိုက်နေပေးရလားမဟုတ်လေတဲမလားမရှင်းပြနဲ့ဟိုနင်ပေးခိုင်းလို့ပေးတာလေဟာနေရလေနော်ဒီမှာတဲအတွက်ကိုဒိုင်းမွန်းတွေထည့်ပေးတာတဲ့အဲ့မှာတို့လားစကင်တွေဝယ်တဲ့တဲကြိုက်တဲ့စကင်တွေအကုန်ဝယ်ဒါလေးကဘာစကင်လဲအဲ့ဒါမိုကိုဘန်ဒယ်လို့ခေါ်တယ်ကြိုက်တယ်ကြိုက်ရင်ဝယ်အကုန်ဝယ်မယ်ဒါလေးလည်းလာရတော့ကြည့်အောင်ဝယ်မယ် Beautiful life beautiful day ဟဲ့ငါ့လေစကင်လေးOkay အားလုံးပဲ giveaway season လေးရှိသေးတဲ့အတွက်ဒီဗီဒီယိုလေးကိုဆက်ကြည့်ပေးကြပါ Okay giveaway မှာဘာတွေပေးမှာလဲဆိုတော့ Moco Bundle Skin 10ခုပေးမှာဖြစ်ပါတယ်
Okay ဒီ giveaway မှာပါဝင်ခြင်းနေဆိုရင်တော့ပထမဆုံး Free Fire game ကို download ဆွဲထားပါမယ်ဒီ Free Fire game อ่ะဆိုရင်ဒီ mobile phone တိုင်းမှာဆော့လို့ရတယ်ပြီးတော့မြန်မာစာ feature တွေပါတယ်ပြီးတော့ game pace ကလည်းအရင်မြန်ပါတယ် Okay download ဆွဲပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ ID နံပါတ်ကို screenshot ရိုက်ပြီးတော့ဒီ video ရဲ့အောက်မှာ comment ရေးရပါမယ်ပြီးတော့ရင်ဒီ video လေးကို public နဲ့ share ပြီး caption မှာ #freefirehdsp ဆိုပြီးတော့ရေးပြီးတော့ share လိုက်ရုံနဲ့ဒီ giveaway စီစဉ်မှာပါဝင်လို့ရမှာဖြစ်ပါတယ် Okay အားလုံး good luck